suspend လောကြသွားရင်လူတွေကြောက်ပြီးလုံးမိနေတဲ့အရာတွေဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့ account တွေကျွန်တော်တို့ရဲ့ Facebook account တွေ suspend law လို့ခေါ်တဲ့ web disable law တွေကြားတဲ့အခါကျရင်ဘာမှမသိပဲနဲ့ကြောက်နေကြတဲ့ခိုက်တန်းတွေတော်တော်များများတွေ့မှာပါ Okay account တစ်ခုခုခုလိုမျိုး law ချလိုက်တာနဲ့ကြောက်ပြီးတော့ပေါ်လာတဲ့အရာတွေကိုရမ်းပြီးနှိပ်လိုက်တာမျိုးရမ်းပြီးတော့ရှောက်ပြီးကလိလိုက်တာမျိုးဆိုရင်အရန်ကိုအနေအများတဲ့လုပ်ရဖြစ်ပါတယ်ကျွန်တော်တို့ account က suspend လောကြပြီဆိုတာနဲ့ပထမဆုံးတွေ့ရမှာကဒီပုံစံလေးဖြစ်ပါတယ်ဒီပုံစံလေးမှာအောက်ဆုံးမှာပါတယ် API ဆိုတာလေးရှိပါတယ်ဆိုတော့အဲ့ဒီ API ကိုနှိပ်ရမလားမနှိပ်ရဘူးလားဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပါမယ်ပထမဦးဆုံးနှိပ်တဲ့အကြောင်းအရာနဲ့မနှိပ်တဲ့အကြောင်းအရာနှစ်မျိုးရှိပါတယ်။ Okay မနှိပ်တဲ့အ account တွေကဘယ်လို account တွေလဲပေါ့နော်။ပထမဦးဆုံးခုလိုမျိုး suspend လို့ကြာထားတာပထမဦးဆုံးဖြစ်တဲ့ account တွေဆိုရင်ဒီ API ကိုလုံးဝမနှိပ်သင့်ပါဘူး။ Okay ဘာကြောင့်မနှိပ်သင့်တာလဲဆိုတော့ပထမဦးဆုံးကြာတဲ့ account တွေကကျွန်တော်တို့ check my account လို့ခေါ်တဲ့ option ပေါ်ပြီးတော့ try မယ်ဆိုရင်ရဖို့ 100% ရှိပါတယ်။ဆိုတော့ပထမဆုံးကြာတဲ့ account တွေ API နှိပ်เสียမလို့ပဲနဲ့ check my option ပေါ်ပါ check my option ကဘယ်လိုပေါ်လဲဆိုရင်ကျွန်တော်တို့ VPN ပတ်ပြီးကစားတာအကောင့်ကိုစက်ကျူးချပြီးတော့ဆယ်တာမျိုးလုပ်တယ်ဆိုရင်ကျွန်တော်တို့ check my account option ပေါ်လာပြီဖြစ်ပါတယ်အဲ့ဒီကနေပြီးမှကျွန်တော်တို့ check my account ကို check my account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ happy log option ပြောင်းပြီးတော့ account တွေကို 100% ဝင်ရောက်လို့ရတော့မှာဖြစ်ပါတယ်ဒါကတော့ API မနှိပ်ပဲနဲ့ကျွန်တော်တို့ဝင်လို့ရတဲ့ check my account ပေါ်နည်းပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ကိုယ့်ရဲ့ account ကတစ်ခါထက်မကပေါ့နော်3 4 5ခါလောက်ကြာထားတဲ့ account တွေဆိုရင်ကျွန်တော်တို့က check my account ကလုံးဝပေါ်မှာမဟုတ်ပါဘူးအဲ့ဒီခါကျရင်မလုပ်ရမလဲပေါ့နော်အဲ့လိုမျိုး3 4 5ခါထက်မကကြာထားတဲ့ account တွေဆိုရင်တော့ရဖို့ရာခိုင်နှုန်းနည်းပါတယ်ရနိုင်ခြေကတော့50-50ပဲဖြစ်သွားမယ်ပေါ့နော်အဲ့ဒီခါကျရင်အဲ့လိုမျိုး account တွေကကျွန်တော်တို့ API ကိုနှိပ်ပြီးတော့ Facebook ဘက်ကနေတောင်းထားတဲ့အချက်လက်တွေပေါ့နော်မျက်နှာစကန်ဆိုရင်လည်းမျက်နှာစကန်ပေးလိုက်တာမျိုးဒါမှမဟုတ်ရင်ကိုယ့်ရဲ့ personal ID တင်ခိုင်းနေဆိုရင် personal ID ကိုတခြားရိုက်ပြီးတော့တင်ပေးတာမျိုးတွေသူ့ဟာနဲ့သူ step by step သွားမယ်ဆိုရင်တော့ရနိုင်ခြေရှိပါတယ်ကိုယ့် account က policy မိထားတာအများများတယ်ဆိုရင်တော့ဒါ disable ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ suspend လုပ်ကြတာနဲ့ကြောက်ပြီးတော့ရမ်းပြီးတော့ရှောက်မနှိပ်ဖို့လိုအပ်ပါတယ်ကိုယ့် account ကဘာကြောင့်ကြာတာလဲဘယ်လိုမျိုး step by step သွားရင်ရနိုင်မလဲဆိုတာတွေကိုစဉ်းစားပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ချက်ကတော့ကိုကဘာမှမသိဘူးဆိုရင်ဒီကျွမ်းနားလေတဲ့ service ဆရာတွေစီမှာအပ်ပါဒါကတော့အကောင့်ဆုံးတင်အကောင့်ပြန်ရဖို့အကောင့်ဆုံးအခြေအနေဖြစ်ပါတယ်တင်အကောင့်ကိုတင်ရေးရှိထိမ့်သိမ်းခြင်းနဲ့အကောင့်လောကြတဲ့ NAD ကနေပြီးမှကာကွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာတင်တက်လို့ရပါတယ် Facebook Booster Lifetime Club ဖြစ်ပါတယ်အဲ့ဒီထဲမှာ Facebook policy နဲ့ပတ်သက်ပြီးတော့ဒီလေးဆောင်ရန်တွေပြောထားပါတယ်ခုလိုမျိုးအကောင့်လောကြတယ်ဆိုရင်လည်းအသေးစိတ်မေးမြန်းလို့ရအောင်စာမေးစာပြေ group တွေနဲ့စီစဉ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ suspend လောကြတယ်ဆိုရင်ကျွန်တော်တို့တွေ6ပြီးတော့မကလိမိဖို့အရေးကြီးပါတယ်